ကူပလိုင်ခန်ကနိုင်ရတီဟာပတိတ်ကိုစာပို့ပြီးဘလို့စိန်ခေါ်လိုက်တယ်လဲဆိုတော့မင်းရဲ့လူတယောက်ကိုလှုပ်ပြီးငါတို့မွန်ဂိုစီလာခဲ့ပြီးရင်ကမ္ဘာတပ်ဖွဲ့ကြီးကိုကြည့်ပြီးတော့ကြရင်လာပူပေါင်းငါတို့ဘုံတကိုးကိုအတူတူတိဆောက်ကြရအောင်အေးအဲ့လိုမှမဟုတ်ဘူးတိုက်မယ်ဆိုရင်ဘလူနိုင်မယ်လဲဆိုတာမင်းစဉ်းစားကြည့်ပေါ့ကွာစာထဲမှာသူ့လက်အောက်ကိုဝင်ဖို့ပြောဆိုထားပေမဲ့တတိထားမိတာကလက်အောက်ခံအနေနဲ့မဟုတ်ဘဲနဲ့ဒန်းတူအဖြစ်ဆက်ဆံနေတာပါအကြောင်းကနိုင်ရတီဟာပတိတ်မှာစင်သက်ကြီးရှိနေလို့ပါပဲအချိန်မှာနိုင်ရတီဟာပတိတ်ကစာကိုဖတ်ပြီးတော့အရန်ကိုဒေါ်လာထွက်သွားတာကြောင့်မွန်ဂိုတန်တမန်နဲ့အတူမာကိုပိုလိုကိုဖမ်းဆီးဖို့အမိန့်ပေးလိုက်တယ်ဒါပေမဲ့မွန်ဂိုအချို့ကလွတ်မြောက်သွားတာကြောင့်မြန်မာနဲ့မွန်ဂိုစစ်ဖြစ်ဖို့စလာတော့တယ်နိုင်ရတီဟာပတိတ်ရဲ့ဘဝအချိုးကွေးဟာဘလောက်ထိတောင်စမ်းကြဲတယ်လဲဆိုရင်သူ့ရဲ့စကားသုံးခွန်းကယနေ့တိုင်အောင်ပြောစမှတ်ပြုနေရတော့မှပဲမင်းသားဘဝမှာရာဇသင်းကျန်အမှတ်စီကိုချင်းကပ်သွားပြီးတော့သူ့ကိုဘယင်ဖြစ်အောင်လုပ်ပေးဖို့အဘမစပါဆိုပြီးကတ်လိုက်တယ်ဒါပေမဲ့ခန့်တာကလက်ရှိမှာအင်ရှိဇန်မင်းသားကရှိနေပြီးသားတကယ်လို့နိုင်ရတီဟာပတိတ်တာဘယင်ဖြစ်လာမယ်ဆိုရင်အသာလေးကြိုးကင်လို့ရပြီဖြစ်တာကြောင့်အမှတ်ကြီးကတဘောတူလိုက်တယ်မကြခင်ဘယင်ကြီးကနှက်ရွာဆန်သွားတဲ့အတွက်အင်ရှိဇန်မင်းသားကနန်းတက်လာတော့မှာပါဒါကြောင့်အမှတ်ကြီးကစိုးရင်တကြီးနဲ့မူးမတ်တွေကိုဆင့်ခေါ်လိုက်ပြီးတော့လျှို့ဝှက်အစည်းအဝေးစလုပ်တယ်လူစုံတော့အားလုံးရဲ့အရှိမအင်ကြီးတစ်ထည်ကိုထုတ်ယူလာပြီးတော့လက်မှာပေးကြံနေတဲ့ကွန်ဒရီကွက်ကြီးကိုလက်ညှိုးထိုးပြလိုက်တယ်အဲ့ဒါကိုဒစိမ့်စိမ့်ကြည့်ရင်သူနာကြီးခဲ့တဲ့အဖြစ်အပျက်ကိုစပြောတယ်ငါညီလာခံကနေထွက်လာတဲ့နေ့တုန်းကပေါ့ငါအနောက်ကနေအင်ရှိမင်းသားကကတ်လိုက်လာပြီးတော့လှမ်းရွတ်လိုက်တယ်ဖာယာနဲ့တွားနေလိုက်တာမျက်စိကိုနှောက်နေတာပဲလမ်းဖယ်ပြီးထွီးဆိုပြီးတော့ငါ့ကိုကိုးနဲ့ထွေးသွားတာအဲ့လောက်တော့မရိုင်းတဲ့ကောင်ကဘယင်ဖြစ်လာမယ်ဆိုရင်မသွေးရဲစရာပဲလို့စိတ်ပူတဲ့ပုံစံနဲ့တက်ပြင်းချလိုက်တယ်မသိရင်သူကပဲအနစ်နာခံကမဖြစ်မနေသားစီးပြီးတော့မယ်ပေါ့အဲ့လိုအများထောက်ခံချက်ကိုမတိမတာယူပြီးတာနဲ့စတင်လှုပ်ရှားပါလိရောအရင်ဆုံးတောထဲမှာစင်ဖြူတော်ပေါ်တယ်ဆိုပြီးတော့အိမ်ရှိဇံကိုစင့်ခေါ်လိုက်တယ်နန်းတက်တော့မဲ့အိမ်ရှိဇံကဒါဟာဘုံကျက်တည်ထွန်းတောက်မဲ့နမိတ်ပဲငါကိုတော်မြတ်အခုချက်ချင်းလာကြည့်တော်မူမယ်ဆိုပြီးရောက်ချလာပါလိရောတကယ်တမ်းတွေ့တော့မှစင်ကထုံးတုပ်ထားတဲ့စင်ကြီးဖြစ်နေတာဒါပေမဲ့နောက်ကျသွားပါပြီအဲ့ဒီစင်ကရာဇဝတ်သားတွေကိုကြိုးပေးတဲ့စင်ဖြစ်နေတဲ့အတွက်အင်ရှိဇံကိုတခါတည်းကိစ္စသုံးလိုက်တယ်အဲ့ဒီနီးနဲ့နာယတီဟာပတိဟာဘယင်ဖြစ်လာတဲ့အခါမှာအမတ်ကြီးကိုတော့ဂျောင်ထိုးကမေ့ပြောက်ထားလိုက်တယ်ဒါကြောင့်အမတ်ကြီးကဒေါ်ရထက်ကဘယင်ကိုဘာကောင်လဲဆိုတာကိုမမေ့ဖို့ပညာသွားပြပါလိရောဘယင်ရဲ့မိခင်ကအိုးလုတ်သူဖြစ်ပြီးအိုးထိန်တဲ့မျိုးရိုးကစင်တက်လာတာအဲ့ဒါကိုအကြောင်းပြုပြီးတနေ့ညီလာခံမှာအမတ်ကြီးကပဲ့နေတဲ့ခွက်စုပ်ကိုကင်ပြီးတော့ဘယင်ရှေ့မှာရေတောက်ပြလိုက်တယ်ခွက်စုံနဲ့ဘာဖြစ်လို့တောက်နေရတာလဲလို့ဘယင်ကမေးကြည့်လိုက်တော့အမတ်ကြီးကပြန်ဖြေလိုက်တယ်မှန်လားပါဦးထိန်တယ်တွေကောင်းစားသွားလို့လုံးမဲ့သူမရှိတော့ပါဘူးဆိုပြီးဖြေလိုက်တယ်အဲ့ချိန်မှာဘယင်ကဟေးအမတ်ကြီးဖျားတဲ့ပြီးရင်ညမ်းဖြတ်ရတယ်မဟုတ်လားအမတ်ကြီးရဲ့ပညာမရှိတဲ့စကားကြောင့်ပြည်နှင်တန်နဲ့မဲဆောက်ကိုအပို့ခံလိုက်ရတယ်မဲဆောက်ကိုသွားတဲ့လန်ခီးမှာလေပြင်းမုန်တိုင်းကြားရောက်လာတော့တစ်ပင်ကအမြစ်ကနေလန်ထွက်ကဘိုင်းကနေလဲကျသွားတယ်ဒါပေမဲ့ပဲပြားပင်တွေကတော့ဟိုရင်းလိုက်ဒီရင်းလိုက်နဲ့ဖြစ်နေတာကိုကြည့်ပြီးတော့အော်ငါပဲပြားပင်လို့မကျင့်ခဲလို့ပါလားလို့တန်ဝေကရသွားတယ်အဲ့ဒီမှာနားလည်မှုလွဲတာကပဲပြားပင်လို့ဥညွတ်ရမယ်လို့မဆိုလိုပါဘူးတွေးတဲ့လူတိုင်းကိုဥညွတ်ရမယ်ဆိုရင်ခါကုန်းရတာများလွန်းလို့အမြင့်တောင်မတန်ဘူးဖြစ်သွားမယ်အမတ်ကြီးနားလည်သွားတာကပဲပြားပင်တွေကမိုးတန်လေတန်အောက်မှာညိမ့်ညိမ့်လေးနေနိုင်တယ်ဒါပေမဲ့မြင့်တဲ့တစ်ပင်တွေကတော့မိုးတန်လေတန်ပိုခံရတယ်လို့တဲအောင်ထဲတင်းခံနေရတဲ့အဖြစ်မျိုးကြောင့်အားကျစရာမရှိပါဘူးဒါကြောင့်ကိုကဘယ်နေရာမှာပဲရှိကိုယ့်ရဲ့တန်ဖိုးကိုတီးဖို့ပဲလိုတာကိုယ့်ရဲ့တန်ဖိုးကိုမမြင်ဘူးဆိုရင်သူတစ်ပါးရဲ့တန်ဖိုးတွေကိုလိုက်မြင်နေမှာဖြစ်ပြီးတော့အထင်ကြီးနေတော့မှာအဲ့လိုလူစားမျိုးတွေပြောနေကြစကားကငါကဘလူနဲ့ခင်တာအဲ့လူကတထေးနဲ့စကားပြောဖူးတာလေးကိုဂုံယူကကြွားနေတဲ့အဖြစ်မျိုးကိုရောက်နေတာတထေးနဲ့ပေါင်းပြီးတော့အကောင်းကြိုက်လာမယ်လေကြီးလာမယ်ဒါပေမဲ့တထေးတွေဘလို့စူးစမ်းခဲ့တယ်လဲဆိုတာကိုတော့လုံးဝမတင်ယူလာခဲ့ပါဘူးနောက်ဆုံးမှတစ်ပင်လိုပဲပြားပင်လိုဟိုကူးဒီကူးနဲ့အမြင့်မခိုင်တော့တဲ့ဘဝမှာလေတစ်ချက်ရိုက်ခတ်လိုက်တိုင်းလဲပြိုတော့မလို့ဖြစ်လာတဲ့အခါမှာငါ့ကိုတွန်းချပါတယ်ဆိုပြီးတော့အပြစ်တင်နေတော့မှဖြစ်တယ်အမှန်တော့ဘေးမှာရှိတဲ့အပင်တွေကြောင့်နာမုန်တိုင်းတန်ကိုခံနိုင်နေတာဖြစ်တယ်အမှတ်ကြီးမှားခဲ့တာကမျိုးမကောင်းတဲ့တစ်ပင်ကိုသူကဘယင်ဖြစ်အောင်လုပ်ပေးခဲ့တာအဲ့ဒါကိုတိတိကြီးနဲ့ဘယင်စီကနေဘာသွားမျောလင့်နေရတာလဲဘယင်ဘက်ကလည်းသူ့ကိုကူညီခဲ့တဲ့အမှတ်ကြီးကိုအားနာလို့ညမ်းမဖြတ်သေးပဲဒီအတိုင်းထားတာအဲ့ဒါကိုအမှတ်ကြီးကသူ့ညမ်းကိုရွှေလာမကက်ရကောင်းလားဆိုပြီးတော့ဝလုံးနဲ့ဝင်ရမ်းလိုက်တယ်လို့ဖြစ်သွားတာကြောင့်မျက်စိနောက်ပြီးပေါ့တကယ်တော့အမှတ်ကြီးကကိုယ့်ရဲ့ level ကိုမတိခဲ့တာကြောင့်ပြိုင်ဘက်ကို level အတူတူပဲလို့ထင်မှတ်ကသွားရှင်လိုက်တာကြောင့်အခုလိုမပြောသင့်တာတွေမဖြစ်သင့်တာတွေဖြစ်သွားခဲ့ရတာပါဒါကြောင့်ကိုယ့်ရဲ့ level ကိုတိယုံနဲ့ဘယ် level ကိုတိုက်ရမလဲဆိုတာကိုအလွယ်တကူရွေးချယ်နိုင်ပါပြီဆိုလိုတာကကိုယ့်ရဲ့လက်ရှိအခြေအနေကိုလက်ခံမယ်ဆိုရင်ကိုနဲ့တင့်တော်တဲ့အလုပ်ကိုအသာလေးရွေးချယ်နိုင်ပါပြီဒါဆိုရင် level တူတဲ့ပြိုင်ဘက်ကိုအနိုင်ရရှိမှာဖြစ်လို့ရုန်းကန်စရာတော့မလိုတော့ဘဲနဲ့လောကဓာတ်မုန်တိုင်းကြားမှာအသာလေးရှောင်လန်းနိုင်မှာဖြစ်တယ်
နေရတီဟာပတိကရှမ်းမိဖျားကိုတန်စင်ပေါ်မှာမီးနဲ့ကျိုးပေးခဲ့တာကတကြံမှာခွတ်ဆောင်ခုတ်တာကနေပြဿနာစခဲ့တာရှမ်းမိဖျားကိုဘရင်ကလက်ညှိုးထိုးကသူ့ကိုပတ်လို့ပြောလိုက်တော့ကျန်တဲ့မိဖျားတွေကအခွင့်ကြုံတော့အညှိုးနဲ့ခွတ်ဆောင်ဝိုင်းခုတ်ကြပါလေရောရှမ်းမိဖျားကဘာမဟုတ်တာလေးနဲ့အဆက်ရတော့ကလောက်ကြံဖို့အထိဖြစ်လာတော့တယ်တနေ့မှာဘရင်ကထမင်းမစားခင်ခွေးတစ်ကောင်ကိုအစာလှမ်းကျွေးလိုက်တယ်ခွေးကစားနေရင်နဲ့ရုတ်တရက်ဆုံးသွားပါလေရောဒါကြောင့်အစာထဲမှာထည့်ပြီးလောက်ကြံတာကိုတိသွားလို့ဒေါ်ရထွက်ကတရခန်ကိုလိုက်ရှာကြည့်လိုက်တော့လက်တွေကရှမ်းမိဖျားဖြစ်နေတာဒါကြောင့်တန်စင်ပေါ်မှာမီးနဲ့ကြိုးပေးဖို့အမိန့်ချလိုက်တယ်ရှမ်းမိဖျားကလည်း9ရက်အချိန်ပေးဖို့တောင်းဆိုကအဲ့ဒီတွင်ဥပုပ်တီလာစောင့်တည်ခဲ့တာတကယ်နေ့ကိုရောက်လာတော့တန်စင်ပေါ်မှာတည်ငြိမ်စွာနဲ့နောက်ဆုံးအချိန်ထိရင်ဆိုင်သွားခဲ့တာအဲ့ဒါကိုကြည့်ပြီးဘရင်ကနောင်တအကြီးကျယ်ရကငါ့ကိုဘယ်သူမှလည်းမသားခဲ့ကြဘူးလို့ညီးသွားနေတော့တယ်ဘရင်ကိုတကယ်သားနိုင်တဲ့လူ2ယောက်ရှိတယ်ပထမတစ်ယောက်ကရာဇတင်းကျပ်အမတ်ဒါပေမဲ့ဘရင်ကိုစော်ကားခဲ့လို့မဲစာအပို့ခံထားရတယ်နောက်တစ်ယောက်ကတော့မိဖုရားခေါင်ဖွာစောဘေးမှာရှိပေမဲ့လုံးဝကိုဝင်မသားပါဘူးအဲ့လိုပုံစံမျိုးနဲ့ဘရင်လေးဆက်တိုင်တိုင်နောက်ွယ်ကနေကြိုးကင်နေတာထူးဆန်းတာကအဲ့ဒီဘရင်တွေတယောက်ပြီးတယောက်တာပြောင်းသွားမယ်ဖွာစောကတော့နောက်ဘရင်ရဲ့ဘေးမှာရောက်နေပြန်ရောပြီးတော့ဘလောက်ထိအောင်ဆုတောင်းကြမ်းတယ်လဲဆိုရင်လူဖြစ်ရင်လူထက်မြက်နတ်ဖြစ်ရင်နတ်ထက်မြက်တက်ရှိနာမဲ့အလုံးအရက်လှရွှေငွေကြောက်တံပဒမြပလဲတန်တာတက်ရှိတမဲ့ပစ္စည်းဥစ္စာပညာပြည့်စုံ၍လူနဲ့စည်းစိမ်ခံစားရပါလို့ဤဖွာစောကဘာဖြစ်ချင်နေရတာလဲအမှန်တော့ကိုနဲ့တကယ်ထိုက်တန်တဲ့အရာကကိုယ့်ရဲ့ဘေးမှာရှိနေကြတဲ့လူတွေပါပဲဘာကြောင့်လဲဆိုတော့ကိုနဲ့အဆင့်ချင်းသူဘဝချင်းသူလို့တာကိုယ့်ရဲ့ဘေးမှာရှိနေရတာဖြစ်တယ်သူတို့ကိုတန်ဖိုးမထားဘူးဆိုရင်ဘ누구ကိုသွားတန်ဖိုးထားရမှာလဲကိုကအရင်တန်ဖိုးထားမှကိုကိုလည်းပြန်လဲတန်ဖိုးထားလာမှာဖြစ်တယ်ဒါဆိုရင်ပျော်ရွှင်မှုနဲ့ထိုက်တန်ပြီးဖြစ်တာမို့ဖွာစောလို့ဘုံပြောက်တယ်လို့မျိုးဒီဘက်မှာလည်းမပျော်ဟိုဘက်ကိုမျောနေရတဲ့ဘဝကိုမရောက်တော့ပါဘူးဖွာစောငယ်စဉ်တုန်းကပုတ်ပါတော့မှာပန်းကောက်နေတုန်းကပေါ့ယူဇနာမင်းကြီးကလှမ်းတွေ့သွားတာနဲ့တခါတည်းနန်းတော်ပေါ်ခေါ်တင်လာပြီးတော့ကိုလှုပ်တော်အဖြစ်ထားရှိလိုက်တာအဲ့လိုပဲယူဇနာမင်းကြီးတိုင်ခန့်လှည့်လေရင်းနဲ့ရွာထဲမှာအိုးဖုံနေတဲ့အိုးတယ်မကိုတွေ့သွားတာနဲ့ကောက်ယူလာပြန်ရောမကြခင်အဲ့ဒီအိုးတယ်မကတားလေးမွေးဖွားလာတော့တယ်ဒါပေမဲ့အောက်တန်းစားဆိုပြီးတော့သူ့ကိုခွေးချီလို့နာမည်ပေးခဲ့တာပါမကြခင်အဲ့ဒီခွေးချီကနယတိဟာပတိဆိုတဲ့ဘရင်ဖြစ်လာတော့တယ်ဘရင်နဲ့အတူပလင်ပေါ်တက်လာတာကတော့ခမဲတော်ရဲ့ကိုလှုပ်တော်ဖြစ်ခဲ့တဲ့ဖွာစောပါပဲတနေ့တော့မွန်ဂိုတန်တမန်တွေပကံကိုရောက်ရှိလာကြပြီးတော့ပေါ်တင်စိန်ခေါ်လိုက်တာကလက်အောက်ခံလုပ်ပြီးပနာဆက်မလားဒါမှမဟုတ်စစ်မြေပြင်မှာရင်ဆိုင်မလားလို့ပြောလာတယ်တကယ်လို့လက်အောက်ခံလုပ်လိုက်မယ်ဆိုရင်အကြိမ်ကြိမ်ဖိနှိပ်စော်ကားလာတော့မှာဖြစ်လို့နောက်ဆုံးမှာစစ်ပွဲကိုသာတွန်းပို့သွားမှာပါဒါပေမဲ့တန်တမန်ကိုတန်တမန်နီးနဲ့မဖြေရှင်းမဲအားလုံးကိုဖမ်းချုပ်ဖို့အမိန့်ပေးလိုက်တယ်ပြဿနာကတန်တမန်အချို့လွတ်မြောက်သွားတာကြောင့်မွန်ဂိုနဲ့စစ်ပွဲစတင်လာတော့တယ်မွန်ဂိုကတရုတ်ကိုတောင်သိမ်းပိုက်ပြီးပြီဖြစ်လို့ချက်ချင်းကိုမြန်မာနေဆက်အထိရောက်ရှိလာကြပါပြီမွန်ဂိုမြင်းတပ်ကအတောင့်အတင်းဆုံးဥရောပတပ်ကိုတောင်ဘလို့ချိန်မုန်းခဲ့တယ်လဲဆိုတော့စစ်မြေပြင်မှာထိတ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာအရင်ဆုံးပြေးဝင်သွားပြီးတော့ရန်သူခံစစ်ကြောင်းကိုဖြိုဖို့စလုပ်တယ်ဒါပေမဲ့စနစ်တကျဖွဲ့စည်းထားတဲ့ခံစစ်ကိုပုံစံပြအောင်ဘလို့မှလုပ်လို့မရပဲကြာလာတော့မွန်ဂိုဘက်ကအကြဆုံးများလာတဲ့အတွက်နောက်လှည့်ကထွက်ပြေးကြပါလေရောအဲ့ချိန်မှာတစ်ဖက်ကနိုင်ပြီးအထင်နဲ့အနောက်ကနေလိုက်တိုက်ကြရင်ထောင်ချောက်တဲကိုကျုံဝင်သွားတာပါချက်ချင်းပဲမွန်ဂိုမြင်းတပ်ရဲ့ဝိုင်းနာကိုခံလိုက်ရပြီးတော့ခက်လန်းလန်းကနေမြားနဲ့အချက်ပေါင်းများစွာလှမ်းပစ်ကြပါလေရောအဲ့ဒီမှာမေးစရာရှိတာကမွန်ဂိုတွေထွက်ပြေးပြကထောင်ချောက်စင်နေတာကိုနည်းနည်းလေးမှတော့မရိပ်မိခဲ့ဘူးလားတကယ်တော့ထွက်ပြေးချင်အောင်ဆောင်ဖို့လုံးဝကိုမလွယ်ပါဘူးထွက်ပြေးချင်အောင်ဆောင်လိုက်တိုင်းတကယ်ကြီးကိုထွက်ပြေးမိခဲ့တဲ့ဖြစ်ရက်တွေရှိခဲ့လို့ပါသူစန်းနာကဝိုင်းထားတဲ့မွန်ဂိုတွေကဝင်မတိုက်ရဲသေးပါဘူးကြောင်ပိတ်တာခံထားရတဲ့ရန်သူကိုဝင်တိုက်မယ်ဆိုရင်အဆုံးတိုင်ခုခံသွားမှဖြစ်လို့တေချာလာကနှစ်ဖက်စလုံးအကြအဆုံးများမယ်ဝင်မတိုက်ပဲမြားနေတာအဆက်မပြတ်ပြစ်ခတ်နေမယ်ဆိုရင်လည်းမြားတာကုန်သွားမယ်တစ်ဖက်ကပေခံနေုံနာရှိပြီးအရှုံးတော့ပေးမှာမဟုတ်ပါဘူးအဲ့လိုအခြေအနေမျိုးမှာမွန်ဂိုဘက်ကပြေးပေါက်ကိုမတိမတာဟပေးလိုက်တော့တစ်ဖက်ကလည်းနောက်ဆုံးမျောလင်းချက်ကိုတွေ့ရှိသွားလို့အစွမ်းကုန်ထိုးဖောက်ကြပါလီရောတဝက်လောက်သာကြံတယ်ဆိုတော့မှမွန်ဂိုကပြန်လဲပိတ်ဆို့ကထိုးစစ်ဆင်မှုကြီးကိုအခုမှတကယ်စတင်ကအပြတ်ချေမုံတော့တယ်ပြီးတော့မှထွက်ပြေးသွားတဲ့ရန်သူတွေကပြန့်ကျဲနေတဲ့အတွက်အနောက်ကနေလိုက်သွားပြီးတော့အလေတကူလိုက်လံရှင်းလင်းပစ်တယ်အားလုံးကိုအပြတ်အသက်အနိုင်ရရှိခဲ့တဲ့မွန်ဂိုတပ်ကြီးကအခုချိန်မှာမြန်မာနယ်စပ်ကိုရောက်ရှိလာပြီဖြစ်ပြီးနယတိဟာပတိရဲ့စင်တပ်ကြီးနဲ့ထိတ်တိုက်တွေ့ကြပါပြီမြန်မာနေဇက်ထိရောက်နေပြီဖြစ်တဲ့မွန်ဂိုတပ်ကြီးကပကံကိုဆက်လက်ခြေတက်ဖို့ကိုတော့ညှင်းဆန်နေကြတယ်သူတို့ထိတ်လန့်နေတာကအဲ့ကောင်မှာခြေတော့ငါးချောင်းနဲ့အဆွဲတွေကလည်းရှေ့ကိုငေါထွက်နေတယ်ဆိုတဲ့သတင်းကိုကြားပြီးတော့ရှေ့ကိုဆက်မသက်ရဲတော့ပါဘူးဒါနဲ့ပဲလက်ရှိနေရာမှာခံစစ်ကိုအသေးအချာပြင်ဆင်ပြီးတော့နယတိဟာပတိရဲ့စင်တပ်ကြီးလာမာကိုပဲစောင့်နေလိုက်တော့တယ်မြန်မာစင်တပ်ကစစ်မြေပြင်ပေါ်တကယ်ရောက်ရှိလာတဲ့အခါမှာတော့မွန်ဂိုဘက်ကသူတို့အင်အားကိုမရိပ်မိအောင်တပ်အချို့ကိုတောအုပ်ထဲမှာဖွက်ထားလိုက်တယ်သူတို့တတ်မှတ်ထားတဲ့နေရာစီကိုစင်တပ်ကရောက်ရှိလာပြီဆိုတော့မှမ
မွန်ဂိုမြင်းတပ်ကြီးကစတိုက်ဖို့ထွက်လာကြတယ်အဲ့ကြမှာတကယ်အင်အားကိုထုတ်ပြကအရှိကိုအရှိန်အဟုန်နဲ့ခြေတက်လာကြတယ်ထိတ်တိုက်တွေ့တော့မဲ့အခါမှာစင်တွေအုပ်စုလိုက်ကြီးနဲ့မြေကြီးတုံအောင်သူတို့စီကိုပြေးလာတာကိုမျက်စိရှိမှမြင်လိုက်ရတော့မှမြင်းတပ်တစ်ခုလုံးတုံခနဲ့ရက်သွားကြတယ်အဲ့ခါမှာစင်မော်ကနေလှမ်းပစ်လိုက်တဲ့မြားတွေကဇက်တိုက်ကြားရောက်လာတဲ့အတွက်ရှေ့တော်ရတော့မလို့လို့နောက်ဆုတ်ရတော့မလို့လို့ဖြစ်လာရင်းနဲ့အကြအဆုံးများလာတော့တယ်ပုတ်ဆိုးတာကမြင်းတွေကပါအလန့်တကြားကြောက်ကန်လာလို့ဘလို့မှထိန်းလို့မရပဲနောက်ဆုံးမှတက်ပြက်ပြီးလှည့်ပြေးကြပါလိရောဒါကြောင့်နိုင်ရဒီဟာပတိကလည်းစင်မော်ကနေဥဆောင်ပြီးတော့အနောက်ကနေလိုက်နှင်းကအပြက်ခြေမုံဖို့လုပ်တယ်မွန်ဂိုတွေတစ်ပင်အုပ်ထဲကိုဝင်ရောက်သွားတာနဲ့ပျောက်ကွယ်သွားပြီးတော့ဘာအတန်မှမကြားရတော့ပါဘူးခဏကြာမှတစ်ပင်ကြားထဲကနေမြားတွေတပြိုင်နက်ထွက်ပေါ်လာကြပြီးတော့စင်မော်ကိုကြားရောက်လာပါလိရောဒါပေမဲ့စင်တွေဟာအရေးထူတဲ့အပြင်အကာအကွယ်တွေဝစ်စင်ထားတာမို့မြားတံကိုခံနိုင်ရည်ရှိတယ်ပြဿနာကမြားတွေဟာထောင်ချီမကအဆက်မပြတ်ကြားရောက်လာပြီးတော့နေရာလက်မကျန်အောင်ထိခိုက်ခံရတဲ့စင်ခမစတင်ညှင်းညူလာတော့တယ်အခုလိုချိန်မျိုးမှာစင်ကိုတွဲဖက်စောင့်ကြက်ပေးရမယ်ခြေလင်တက်ကလည်းဘေးမှမရှိဘဲနဲ့အနောက်မှာပြက်ကြံခဲ့တာပါနိုင်ရတီဟာပတိကတိုက်ပွဲအတွေ့အကြုံမရှိဘဲနဲ့အလော်တကြီးတိုက်စစ်စင်ခဲ့တာကြောင့်အခုလိုကျုံဝင်သွားရတာနောက်ဆုံးမှာစင်တွေစိတ်ရိုင်းဝင်သွားလို့စင်ထင်းရဲ့အမိန့်ကိုတော့မနာခံတော့ဘဲနဲ့လှည့်ပြေးကြပါလိရောမှုန်ထူနေတာကြောင့်ဘာကိုမှမမြင်တော့ဘဲနဲ့အားလုံးကိုဖြန့်နှင်းသွားတော့တယ်စင်တွေမရှိတော့ပေမဲ့လက်ကြံတက်ကိုပြန်လဲစုစည်းနေချိန်မှာမွန်ဂိုဘက်ကတော့တစ်ပင်ကြားထဲကနေထွက်ပေါ်လာကြပြီးတပ်ဖြန့်ကစတင်ဝိုင်းလိုက်တယ်ပြီးတော့မြန်မာမြင်းတပ်ကိုအဓိကချိန်ရွယ်ပြီးတော့ဝိုင်းပစ်ကြတယ်မကြခင်တောင်ပံမှာရှိတဲ့မြင်းတပ်တွေဟာအလုံးအရင်နဲ့ပြေးလာကြပြီးတော့ခြေလင်တပ်ကိုအရှိန်နဲ့ဝင်တိုက်ပစ်လိုက်တယ်အဲ့လိုအကြိမ်ကြိမ်ဝင်တိုက်ရင်းနဲ့အားလုံးကိုခြေမုံပစ်လိုက်တာပါနိုင်ရတီဟာပတိကတော့စင်ပေါ်ကနေအရင်ထွက်ပြေးလာပြီးနန်းတော်မှာတောင်7မိနစ်ရဲတော့ပဲနဲ့ဒလစီကိုထွက်ပြေးသွားတော့တယ်ဒလမှာပုံးရှောင်နေတဲ့ဘရင်ကစပွဲရှိမှဝင်ထိုင်လိုက်တော့ဟင်းခွက်က300မပြေတော့တာကိုကြည့်ပြီးအလိုလိုဝမ်းနဲလာတယ်ဒါကြောင့်လက်ပေါ်နဖူးတင်ကမျက်နှာကိုအုပ်ပြီးတော့အတန်မထွက်ပဲတရှိုက်ရှိုက်နဲ့ငိုနေရှာတော့တယ်မွန်ဂိုတက်ကပကံကိုရောက်ရှိလာကြပြီးအလွယ်တကူတိမ့်ပိုက်နိုင်ခဲ့ပေမဲ့တကယ်လို့စက်နေမယ်ဆိုရင်မြန်မာစင်တက်နဲ့ထပ်မံရင်ဆိုင်ရအောင်မှဖြစ်လို့အားလုံးကိုဖျက်ဆီးလူရက်ကတက်တစ်ခုလုံးပြန်လဲစုတ်ခွာသွားကြတယ်အဲ့ချိန်မှာနန်းတော်ကိုပြန်ဖို့တာဆူနေတဲ့ဘရင်ကအချိန်ဒီကိုတောင်စောင့်မကြည့်တော့ဘဲနဲ့တန်းပြန်ပါလေရောဒါကြောင့်လမ်းတော်မှာကြိုစောင့်နေတဲ့တားတော်နဲ့တွေ့သွားပြီးတော့ဖန်ဆီးခံလဲရတယ်ခမဲတော်ကြောင့်တိုင်းပြည်ပြတ်တာလို့အကြောင်းပြကရွေးစရာ2ခုပေးလိုက်တယ်ဟောဒီကထမင်းကိုအသာတကြီးစားလိုက်မလားဒါမှမဟုတ်တားတော်ကိုယ်တိုင်ကပဲအဆုံးသက်ပေးလိုက်ရမလားအချိန်မှာဘေးမှာရှိတဲ့ဖွာစောကအကြံထပေးလိုက်တယ်အရှင်သာကန်ကြီးမထိုက်အောင်မင်းကြီးကိုယ်တိုင်ကပဲထမင်းကိုယူစားလိုက်ပါတယ်အဲ့တော့ तू ပြောမှလားမင်းခွေးချီလို့ခေါ်တဲ့ဘရင်ကြီးကတော့ဘာရွေးရမလဲဆိုတာကိုသိတယ်အဲ့ဒါကိုမင်းကြီးကိုယ်တိုင်ရွေးပါစီပေါ့ဖွာစောကသူ့ပါဇက်နဲ့မစားရတိုင်းအตาလေးဝင်ပြောလိုက်တော့မင်းကြီးကချစ်ချင်းမျက်နှာတီးကြည့်သွားကနောက်ဆုံးအကြိမ်တောင်းစုပြုလိုက်တယ်ဘဝအဆက်ဆက်တိုင်းမှာတားယောက်ျားလေးမရပါစေနဲ့လို့မစီမဆိုင်တောင်းစုပြုလိုက်တယ်ကိုယ့်ရဲ့အမားကိုနောက်ဆုံးအချိန်ထိတော့မဝင်ခံသေးတဲ့အပြင်ပူဆိုးတာကရန်သူကိုနာကြီးနေရမယ့်အစားတားဖြစ်သူကထိုးချပြီးမှထမင်းကိုမျိုးချကအဆုံးသက်သွားခဲ့တာပါအဲ့ဒီနဲ့တားတော့ကနန်းတက်လာတော့မယ့်အချိန်မှာဒလနယ်မှာရှိတဲ့နေစားကြော်စွာကပုံကန်ထားကြွပါလိရောအနောက်မှာမြှောက်ပေးနေတဲ့သူကဖွာစောပါပဲတားတော့ကလည်းချစ်ချင်းကိုလူသူစုဆောင်ပြီးတော့ဒလစီကိုခြေတက်လာပါပြီဒါပေမဲ့ဒလတိုက်ပွဲဖြစ်တဲ့အခါမှာတားတော့ကကြဆုံသွားတော့တယ်ဖွာစောရဲ့အကူအညီနဲ့ပုံကန်နာအောင်မြင်သွားတဲ့ဒလစားဟာပကံဘရင်ဖြစ်လာတယ်ဆက်ပြီးရာဇတင်ချက်အမှတ်နဲ့ရှမ်းကြီးနောင်3ယောက်ကိုလည်းနေစားတွေဖြစ်ခန့်ထားလိုက်တယ်ပြဿနာစတက်တာကဒလစားကြော်စွာဟာဘရင်ဖြစ်လာပြီးတဲ့နောက်ဖွာစောကိုလှည့်မကြည့်ပဲပြစ်ထားလိုက်တာဒါကြောင့်ဖွာစောကဒေါရထက်ကနေစားတွေဖြစ်တဲ့ရှမ်းကြီးနောင်3ယောက်နဲ့တွားရောက်ပူပေါင်းကတစ်ဖက်သားကိုစီးဖောက်တဲ့နည်းနဲ့စတင်ကြံစီတယ်အရင်ဆုံးမြင်းဆိုင်မှာဖျားတဲ့ပြလိုက်ပြီးတော့ရေစက်ချပွဲကြီးရှိရလို့ဘရင်ကြီးကိုဖိတ်ကြားလိုက်တယ်မိတ်ဆွေတယောက်အလှဖိတ်တာမျိုးဖြစ်လို့ဘရင်ဘက်ကဘာတန်တရားမှမဝင်ပဲရောက်ရှိလာပါရောဘရင်ကရောက်ရှိလာတာနဲ့ဂျောင်ပိတ်ဖန်းစီကအသေးအကျက်တင်ကန်းစီးပေးလိုက်တာပါပြီးတော့ဘဲမှမသွားနိုင်တော့အောင်အဆောင်အကျက်တွေနဲ့ချထားခဲ့တာထူးဆန်းတာကပြုတ်ကျသွားတဲ့ဘရင်နေရာမှာထီနန်းဆက်ခံဖို့ရှမ်းကြီးနောင်3ယောက်ကလုံးဝစိတ်မဝင်စားပါဘူးအဲ့ဟာနဲ့ဖွာစောမှာရွေးစရာမရှိတော့ပဲနန်းကြဘရင်ရဲ့တားတော်ကတာရွေးပြီးတော့ဘရင်အဖြစ်တင်မြှောက်လိုက်ရတယ်မကြခင်မွန်ဂိုတွေကနောက်တစ်ကြိမ်ကျူးကျော်လာပြန်တော့ရှမ်းကြီးနောင်3ယောက်ကဥဆောင်ပြီးတော့တိုက်ပွဲဝင်ခဲ့တာအဲ့ဒီညီနောင်3ယောက်ကိုကမ္ဘာသမိုင်းမှာ Three Brother လို့ထင်ရှားလာခဲ့တယ်တိုက်ပွဲတွေဖြစ်ပွားရင်းနဲ့မွန်ဂိုဘက်ကရုတ်တရက်ကြီးတပ်တစ်ခုလုံးပြန်ဆုတ်သွားကြတယ်အဲ့ဒါကိုမွန်ဂိုဘရင်ကူပလိုင်ခန်ကရန်ကိုဒေါ်လာထက်ကတေချာစုံစမ်းကြည့်လိုက်တော့မွန်ဂိုစစ်သူကြီးကရှမ်းကြီးနောင်3ယောက်စီကနေလက်စားပြီးတော့တပ်ကိုပြန်ဆုတ်လာခဲ့တာပါဒါကြောင့်စစ်သူကြီးကိုစင့်ခေါ်ကချစ်ချင်းကြိုးပေးပစ်လိုက်တယ်
အမှန်တော့တစ္ဆာဖောက်ပြီးလက်စားတာမျိုးမဟုတ်ပဲဒီအတိုင်းလက်ပလာနဲ့ပြန်လာရမယ့်အစားတခုခုကိုယူပြီးပြန်လာတာကမှတိတ်ခါရှိသေးတာမို့အခုလိုလက်ယူခဲ့တာပါတကယ်လို့စင်တက်တာမရှိခဲ့ဘူးဆိုရင်တပြည်လုံးအသိမ်းခံရမှာဖြစ်တာကြောင့်မြန်မာပြည်မြေပုံကတမိုင်းကနေပျောက်ကွယ်သွားမှာဖြစ်တယ်စင်တက်ဟာဒီခေတ်အနေနဲ့ပြောရမယ်ဆိုရင်တန်ကားတက်ကိုပိုင်ဆိုင်ထားရတာနဲ့တူပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာကိုယ့်ရဲ့အားသာချက်ကိုသိပြီးတော့အသုံးချနိုင်မယ်ဆိုရင်တင့်တယ်စွာနေထိုင်နိုင်မှာဖြစ်တယ်